ဒီနေ့ကတော့ my day ပေါ့နော် hot pot buffet မှာပေါ့နော်သွားစားခဲ့တဲ့ vlog ကိုရိုက်ခဲ့တာဖြစ်ပါတယ်ဈေးနှုန်းအရဆိုလို့ရှိရင်တော့ fair ဖြစ်တယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့2500နဲ့ hot pot ဝါစားဆိုတာတော့တော်တော်တန်တယ်ပေါ့နော်ဒါပေမဲ့သူ့ထဲမှာတော့ပင်လယ်စာတွေတော့မပါဘူးဒါပေမဲ့သူတို့ပေးထားတဲ့ဒီမဲသားတို့ကြက်သားတို့ဝက်သားတို့ဘယ်လိုပြောရမလဲကြက်မဲတို့ကကြောတော်တော်လေးကိုစားကောင်းတယ်တော်တော်လေးကိုလက်တဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေနဲ့ကိုတော်တော်တန်နေပါပြီside dish ကကြတော့သူက6မျိုးလောက်ပေးထားရပေါ့နော်ဥပမာမာလာရှန်ကိုတို့ဓမင်းကျော်တို့အာလူကျော်တို့ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ side dish ထက်ပေါ့နော်သူတို့ပေးတဲ့အသားတွေကိုတော်တော်လေးကြိုက်တဲ့ထဲမှာပါတယ်ပေါ့နော်အဲ့မှာတော့အဝစားခဲ့တာကတော့ကြက်မဲနဲ့အမဲသားပေါ့နော်ဆိုတော့တော်တော်လေးစားကောင်းတယ်တော်တော်လေးလက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတော်တော်ကြိုက်တယ်အကင်းတွေကလည်းပေါ့နော်ရှိတဲ့တော့ရှိတယ်ဒါပေမဲ့အရင်တော့မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကြိုက်တာကဘာလဲဆိုလို့ရှိရင် sauce ပေါ့နော်ဆိုတော့ sauce စပိုးရင်တော့သူတို့ထားပေးထားတဲ့အမေရတယ်တော်တော်ဆုံးတယ်ပေါ့နော်ကတော့တော်တော်ကြိုက်တယ်အဲ့မှာလေမကြိုက်တဲ့အချက်ဆိုတာထက်ကလေးမတွေ့ရတော့တခုရှိတယ်ဆိုတော့အဲ့ဒါဘာလဲဆိုလို့ရှိရင်ဟောပေါ်ဟင်းကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စားခဲ့တဲ့ဟင်းကြီးကကြတော့မာလာအနှိမ့်နဲ့ဖြစ်တယ်ဒါပေမဲ့မာလာအရတာကိုလုံးဝမရဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးတော်တော်မကြိုက်ဘူးဆိုတော့ဟောပေါ်စားလို့ရှိရင်တော့အရေးကတော့အသက်ပေါ့နော်ဒါပေမဲ့သူ့အရေးကတော်တော်လေးမကောင်းတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်3လုံးလောက်ပဲတောက်ခဲ့တယ်ပေါ့နော်ဆိုတော့ overall review ပေးရမယ်ဆိုလို့ရှိရင်အသားရတော့အရန်ကောင်းတဲ့အတွက်ကြောင့်မလို့6 out of 10တော့ပေးလိုက်တယ်ပေါ့နော်ဆိုတော့တခြားဟာတွေကတော့ပြေတော့ပြေပါတယ်ဆိုတော့ bye see you in the next video